ညီမအမလည်းကြိုက်တယ်အမလည်းစီးတယ်ပဲနော်ကြိုက်တယ်အမအဲ့ဆိုအမကော်လေးစီးပြီလား ရှိတယ် ဟာဒုက္ခလေကွာလက်ခွေးတယ်ကွာ你စီလို့ပြောပါလား အသက်20ကျော်လဲအသက်40လောက်ရှိတယ်အယုတ်ပေါက်လို့ ဟုတ်လားဟုတ်လားတူလို့လား ကျွန်တော်အိုနေရနော် ဟုတ်လား ဟုတ်တယ် ကြတယ်ကြတယ် အဲ့ဒါအသက်40လောက်ရှိပြီတဲ့ဖေးလားမလေးနဖူးကလည်းလေပြန်ခွင့်နားလို့ရတယ်စရနော်ရပါတယ်ဘာပြောရရလို့ကွာအမကောင်းလေးစီးပြီဟုတ်လို့လားဟမ် ဟုတ်တယ်4ယောက်တော့မှရှိတယ်တယောက်လည်းနဲလို့ ဟုတ်လားအခုကွဲပြီလား ပါလေအခုကွဲပြီးသားလဲဘာလဲမေး ဒီကလေးကောင်းနေလက်ကွဲရလေကွာချိမယ်ကျွန်တော်လည်းချိမယ်ချိမလား ကွဲသေးဘူး4ယောက်တော့မှရှိတယ်ရတယ် ဟုတ်လားကျွန်တော်ကမချောဘူးလား ချောတာပေါ့ ဟုတ်လားမကြိုက်ဘူးလား ကျွန်တော်မကြိုက်ဘူးနဖူးပြောင်းနေတယ်ကျွန်တော်မကြိုက်ဘူး ဒါလည်းဘာမှမဆယ်ဘူးလေဘူးပြောနေတာဘာမှမဆယ်ဘူးအဲ့ဒါ ဘာလူမျိုးလဲကရင်လူမျိုးလား ဒီမို့ဗမာ နင်းငိုရင်လည်း နဖူးပြောတာလည်းသူစားလို့ရတယ်ဘာလို့ ကျွန်တော်နဖူးပြောင်းမကြိုက်ဘူးကျွန်တော်ကသပင်ကိုအပြင်းနေမှကြိုက်တာမကြည့် ဟာအဲ့ဒါတွေမရွေးရဘူးလေကွာရွေးရတာကတော့တက်ကြီးလို့တက်တယ်အခြေလက်